အားလုံးမင်္ဂလာပါဒီနေ့တော့ပန်းလေးထိုးပြမှာဖြစ်ပါတယ်ဒါလေးကတော့ကလေးကလေးပါအခုဆိုစပြီးတော့အယိုးလေးထိုးနေပါပြီပန်းလေးရဲ့အယိုးလေးပေါ့နော်အဲ့အယိုးလေးကိုစပြီးထိုးပါတယ် Does it still smell like coffee and the promises we made? I'm staring at my ceiling အယိုးလေးတွေရွက်ကလေးထိုးပြီးပြီဆိုတော့ကျမတို့စပြီးတော့ပန်းပူလေးတွေကိုကျင်းစီလေးနဲ့ထည့်ပါတယ်ရှင် Yes I do It keeps you close when we're apart I swear it's true Hey there Maria ကျင်းစီလေးထည့်ပြီးဆိုရင်ကျမတို့ထဲကဝတ်ဆန်လေးကိုကျမဖြူအောင်လေးနဲ့ပဲကျမတို့အရစ်ကလေးတွေနဲ့ပန်းဖော်မှာဖြစ်ပါတယ်အဖူးလေးတွေပေါ့နော်ထဲဝတ်ဆန်ဖူးလေးတွေဖော်မှာဖြစ်ပါတယ်ဖြူအောင်လေးပဲတုံးပေးထားပါတယ်ခုဆိုရင်ပွင့်ဘက်ကလေးထိုးမှာဖြစ်ပါတယ်ပွင့်ဘက်ကလေးတို့တော့ကျွန်မပန်းစီရောင်လေးထိုးမှာဖြစ်တဲ့အတွက်သူကတော့အရစ်ကိုနောက်တစ်ချောင်းထပ်ထည့်ပြီးရစ်တဲ့အရစ်ကြီးအနေနဲ့ကျွန်မတို့လက်ခံပြီးထိုးတဲ့အရစ်ကလေးနဲ့ကျွန်မလုပ်ပေးပါရရှင်အဲ့ဒီပွင့်ဘက်မှာတော့အဓိကအချက်ကကိုလိုချင်တဲ့ပွင့်ဘက်ရဲ့အကြီး site ပေါ်မှာမူတည်ပြီးအရစ်တွေတိုးရတာဖြစ်ပါတယ်ကျွန်မဒီမှာဆိုလို့ရှိရင်10ရက်လောက်ပဲထည့်ပြီးတော့ရစ်ပေးထားရပါတော့ဒီထက်မကထပ်ပြီးတော့လည်းရစ်မယ်ဆိုရင်ပန်းလေးကပိုပြီးတော့ကာပြီးလာသွားမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်မပွင့်ဘက်ကလေးကို၄ခုပဲတုံးထားပါတယ်၄ချက်ကလေးနဲ့ပဲလှလှလေးပုံစံမျိုးလေးကိုပဲကျွန်မပြင်ဆင်ထားပါရှင်ခုဆိုရင်အားလုံးမြင်တွေ့ရတဲ့အတိုင်းပြီးဆုံးသွားပါပြီဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်